ကလေးလေးကသူ့အမေကိုမေးတယ်မေမေဒီဦးလေးကဘာတူလဲဒီစကားတန်အဆုံးမှာပဲအမျိုးသားတဦးကသူတို့ရှေ့ကိုရုတ်တရက်ပိတ်ရက်လိုက်တယ်သူကအမျိုးသမီးကိုကြည့်ပြီးဒေါသတန်ဖြစ်ဘာလို့ငါတို့လမ်းကိုပိတ်နေတာလဲလို့မေးလိုက်တယ်ပြီးနောက်သူ့မျက်လုံးတွေကကလေးစီရောက်သွားပြီးတုံ့လို့စွာနဲ့ကူယောင်ဒီကလေးကငါကလေးလားဟုထပ်မံမေးလိုက်သည်ကူယောင်ကတိတ်ဆိတ်စွာခေါင်းညိတ်ပြီးအဖြေပေးလိုက်တယ်ဟူတင်ကန်ကကလေးကိုကြည့်ပြီးမျက်ရည်တွေဝဲလာခဲ့သည်သူ့အတန်မှာနာကျင်မှုတွေပြည့်နှက်နေသည်ဘာလို့မပြောပြခဲ့တာလဲနင်ကကလေးကိုကိုဝင်ဆောင်ပြီးတယောက်တည်းဒီနှစ်တွေလုံးခံစားလာခဲ့တာဘာလို့ငါ့ကိုလာမရှာခဲ့တာလဲသူ့မျက်နှာပေါ်မှာအားမလို့အားမရခြင်းနာကျင်ခြင်းနောင်တရခြင်းတို့ရောထွေးနေသည်ကူယောင်ကမျက်ရည်တွေဝဲနေတဲ့မျက်လုံးတွေနဲ့သူ့ကိုပြန်ကြည့်ပြီးမင်းကိုရှာရအောင်လားဟောထင်ဟန်အဲ့ဒီတုန်းကဘသူကငါ့ကိုတစ်ချက်တောင်မကြည့်ပဲကွာရှင်းစာချုပ်ကိုလွယ်လွယ်ကူကူလက်မှတ်ထိုးခဲ့တာလေဘသူကတခွန်းတောင်မတောင်းပန်ပဲထွက်သွားခဲ့တာလေငါကဘာလို့မင်းစီပြန်သွားပြီးထပ်ပြီးအရှက်ရအောင်လုပ်ရမှာလဲကူယောင်ရဲ့စကားတွေကသူမရဲ့အတိတ်ကနာကျင်မှုတွေကိုပြန်လည်ဖော်ထုတ်လိုက်တယ်လို့ပါပဲဟူတင်ကန်ကသူမရဲ့စကားတွေကြောင့်အနှဲငယ်ခေါင်းငုံသွားသည်သူ့အတန်ကပိုနူးညံ့လာပြီးတောင်းပန်ပါတယ်ရောင်ရောင်ကိုမားခဲ့တာပါဒီနှစ်တာလုံးမင်းတို့ဒုက္ခရောက်ခဲ့ရတာဟုဆိုသည်သို့တော်ကူယောင်ကလုံးဝလက်မခံနိုင်သေးပေသူမကကလေးကိုပွေ့ချီထားရင်ဒုက္ခမရောက်ခဲ့ပါဘူးကျမတယောက်တည်းလဲကလေးကိုကောင်းကောင်းမွန်မွန်ပြုစုပြောထောင်နိုင်ပါတယ်ဟူတင်ကန်ကမျက်နှာကိုတင်းမာစွာနဲ့ငါသိပါတယ်မင်းလုံနိုင်နေဆိုတာဒါပေမဲ့ငါကကလေးရဲ့အဖေရင်းပဲငါမှတာဝန်ရှိတယ်ကူယောင်ကချက်ချင်းပြန်ဖြတ်ပြီးမင်းမှမရှိဘူးငါတို့ကွာရှင်းပြီးသားဒီကလေးကိုကျမကိုဝင်ဆယ်လဆောင်ခဲ့ရတယ်နှစ်တောင်တယောက်တည်းပြုစုပြောထောင်ခဲ့ရတာသူကမင်းဟော်ထင်ဟန်နဲ့ဘာမှမဆိုင်ဘူးဟူတင်ကန်ကဒေါသတကြီးနဲ့သူမလက်ကိုဆွဲပြီးကူယောင်နေငါ့ကိုမုန်းနိုင်တယ်နေငါ့ကိုမနစ်မြို့နိုင်တယ်ဒါပေမဲ့ငါရဲ့ဖခင်ဖြစ်ခွင့်ကိုတော့နေမယူသွားနိုင်ဘူးသူကငါရဲ့သွေးသားရင်းပဲငါတည်ရင်တောင်မှသူ့ကိုလက်လွတ်เสียအကြောင်းမရှိဘူးသူ့စကားတွေကအရန်ပြင်းထန်လွန်းလို့ကလေးလေးတောင်ကြောက်သွားပုံရသည်ကလေးလေးကသူ့မိကိုကာကွယ်ရင်းမကောင်းတဲ့ဦးလေးမမေကိုလွတ်ပေးဦးလေးကမေကိုအနိုင်ကျင့်တယ်ကျွန်တော်ဦးလေးကိုမလိုချင်ဘူးလို့ငိုယိုပြီးပြောလိုက်တယ်ဟူတင်ကန်ကကလေးရဲ့စကားတွေကြောင့်ပိုပြီးဝမ်းနေသွားသည်သူကကလေးလေးကိုတနာစပွဲကြည့်ပြီးသူ့လက်ထဲကတရှူးလေးနဲ့ကလေးမျက်ရည်ကိုတုပ်ပေးဖို့ကြိုးစားသည်မငိုပါနဲ့ကွာမငိုပါနဲ့ဦးလေးကမစိုးပါဘူးဦးလေးကမေကိုအနိုင်မကျင့်ပါဘူးဒါပေမဲ့ကလေးလေးကကြောက်ရွံ့တုန်လှုပ်နေစေသူကထပ်ပြီးမကောင်းတဲ့သူတွေနားကထွက်သွားလို့အော်ငိုလိုက်သည်ကူယောင်ကကလေးကိုဖတ်ပြီးရောင်ရောင်မငိုပါနဲ့တော့သူကလူဆိုးမဟုတ်ပါဘူးသူကတားရဲ့ဖေဖေပါကလေးလေးကသူ့မေကိုမယုံနိုင်စွာမော့ကြည့်ပြီးမေသူကတကယ်ဖေဖေလားတခြားကလေးတွေအားလုံးမှာလည်းဖေဖေတွေရှိတယ်ရောင်ရောင်လည်းဖေဖေရပြီလားကူယောင်ကမျက်ရည်တွေဝဲလာပေမဲ့ပြုံးပြီးဟုတ်တယ်သူကတားရဲ့ဖေဖေပဲဖေကအရန်တော်တာပေါ့ကလေးလေးကသူ့အမေစကားကြောင့်ပျော်ရွှင်သွားပြီးဟူတင်ကန်ကိုပြေးဖက်လိုက်သည်ဟူတင်ကန်ကကလေးလေးကိုတင်းတင်းကြပ်ကြပ်ဖတ်ထားပြီးငိုနေခဲ့သည်တောင်းပန်ပါတယ်ဖေနောက်ကျခဲ့ရတယ်သူ့ရင်ထဲကနာကျင်မှုတွေကမျက်ရည်တွေနဲ့အတူစီးကျလာခဲ့သည်နှစ်တာလုံးသူဘာမှမသိခဲ့ဘူးထို့နောက်ကူယောင်ကမျက်ရည်များကြားမှသူ့ကိုပြန်ကြည့်ပြီးကိုဝင်ဆောင်စဉ်ပြုတ်အံပြီးသွေးအံတဲ့ညတွေတယောက်တည်းရင်ဆိုင်ခဲ့ရတဲ့မွေးခန်းကနာကျင်မှုတွေညတကောင်ဖျားနေတဲ့ကလေးကိုပွေပြီးအရေးပေါ်ခန်းမှာအားကိုးရမယ်ငိုကြွေးခဲ့ရတဲ့ရက်တွေအခုမှလွယ်လွယ်ကူကူတောင်းပန်ပါတယ်နောက်ကျသွားတယ်ဆိုတဲ့စကားတခွန်းနဲ့လာပြောနေတာလားဟောထင်ဟန်ဘာလို့နောက်ကျနေရတာလဲသူမရဲ့စကလုံးတိုင်းကသူမဘလောက်နာကျင်ခဲ့ရတယ်ဆိုတာဖော်ပြနေသည်ကလေးလေးကိုဖေနဲ့တွေ့ပေးလိုက်ပြီးနောက်ကူယောင်ကကလေးကိုပြန်ချီလိုက်သည်ကလေးကိုမင်းမြင်ပြီးငါတို့သွားတော့မယ်ဟူတင်ကန်ကဘယ်သွားမလို့လဲတားရဲ့ကျမ်းမာရေးစစ်ဆေးဖို့ပဲဟူတင်ကန်ကသူတို့ကိုလိုက်ဖို့ကမ်းလှမ်းပေမဲ့ကူယောင်ကမလိုဘူးလို့ပြက်တသားညင်းလိုက်သည်ဟူတင်ကန်ကသူမကိုထပ်မံပိတ်ဆို့ပြီးကူယောင်မင်းကကိုဘလောက်ကြာရှောင်ပြေးနေအောင်ပါလဲကူယောင်ကကျမမရှောင်ပြေးပါဘူးကျမတို့ဘယ်တော့ကလေးကစိန်ကားခဲ့ကြတာလဲဟူတင်ကန်ကမဆိုင်စရာအကြောင်းမရှိဘူးသူကငါရဲ့သားရင်မင်းကသူ့ရဲ့အမေရင်ငါတို့ဘလို့လုံးမပတ်သက်ပဲနေနိုင်ပါလဲကူယောင်ကအနှဲငယ်မဲ့ပြုံးပြပြီးဟော်မင်းကြီးကမေ့တက်တယ်ထင်တယ်။ကွာရှင်းစာချုပ်မှာရှင်းရှင်းလင်းလင်းရေးထားတာကိုမမှတ်မိဘူးလား။ငါတို့ဥပဒေအရသူစိမ်းတွေဖြစ်နေပြီ။ဟူတင်ကန်ကမယုံနိုင်စွာကြည့်ပြီးဒါဆိုလဲပြန်ပေါင်းမယ်။ဒီနေ့ပဲမှတ်ပုံတင်ရုံသွားမယ်။ကူယောင်ကဒေါသတကြီးနဲ့ဘာပြောလိုက်တာလဲ။ဟောထင်ဟန်မင်းတကယ်စဉ်းစားပြီးပြီလား။ပြန်ပေါင်းတာကလူနှစ်ယောက်ရဲ့ကိစ္စ။မင်းဟော်တရေကြီးတခွန်းနဲ့အမိန်ပေးလို့ရတဲ့ကိစ္စမဟုတ်ဘူး။အဲ့ဒီတုန်းကငါတို့သားမိကိုပြစ်သွားခဲ့တာမင်းမဲလေ။သူမရဲ့အတန်ကတုံရင်နေပြီးမျက်ရည်တွေကပါးပြင်ပေါ်စီးကြလာသည်။ဟူတင်ကန်ကဒါဆိုမင်းဘယ်လိုလုံးမှသဘောတူမလဲ။ကူယောင်ကကလေးကိုပွေးပတ်ထားရင်ကျမတည်ရင်တော့မှမဖြစ်နိုင်ဘူး။ဘာလို့လဲဆိုတော့အဲ့ဒီလိုမှောင်မိုက်ပြီးမျောလင်းချက်မဲ့တဲ့ဘဝကိုကျမထပ်မဖြတ်တန်းချင်တော့ဘူး။သူမကဆက်ပြီးကျမဟော်မီသားစုမှာနေတော့ကဘလို့ဘဝမျိုးနဲ့ဖြတ်တန်းခဲ့ရလဲမင်းတီလား။မင်းကတစ်နှစ်ပတ်လုံးအိမ်မှာမရှိဘူး။ကျမကလှောင်အိမ်ထဲကရွှေငှက်လေးတစ်ကောင်လိုပဲ။အဲ့ဒီအေးဆက်တဲ့အိမ်ကြီးထဲမှာပိတ်လောင်ခံထားရတယ်။ပေါ်တင်ရော၊ကွယ်ရမှာရောလှောင်ပြောင်မှုတွေကိုရင်ဆိုင်ခဲ့ရတယ်။အထက်တန်းစားကိုတက်နင်းတယ်လို့ပြောခံရတာ။မင်းပြန်လာဖို့တစ်ခါပြီးတစ်ခါစောင့်ခဲ့ရတယ်။ဒါပေမဲ့မင်းပြန်လာတိုင်းအလောတကြီးနဲ့တခါမှကောင်းကောင်းမွန်မွန်ထမင်းတောင်အတူမစားခဲ့ရဘူး။မင်းရင်ထဲမှာငါရှိရလားဆိုတာတော့ငါမသိခဲ့ဘူး။ဟောထင်ဟန်ကျမပင်ပန်းပြီးတကယ်ကိုပင်ပန်းလွန်းပြီးဂူရောင်ရဲ့စကားတွေကသူမရဲ့နာကျင်မှုကိုအထင်သာပြသနေပြီးဟူတင်ကန်ရဲ့မျက်နှာမှာတော့နောင်တနဲ့နားလည်မှုတွေပေါ်လာခဲ့သည်။ဟူတင်ကန်ကသူ့မျက်ရည်တွေကိုမျိုးသိပ်ပြီးဂူရောင်ရဲ့မျက်နှာကိုလက်နဲ့အသာအရာကင်လိုက်တယ်။ကိုမားခဲ့တာကိုစကားမပြောတတ်ဘူး။ကိုဘလို့ဖော်ပြရမှန်းမသိခဲ့ဘူး။ကိုကမင်းကိုပစ္စည်းဥစ္စာတွေပေးတာကပဲမင်းအတွက်ကောင်းတာလို့ထင်ခဲ့မိတာ
မင်းသိတယ်လို့ကိုထင်ခဲ့တာကိုမင်းကိုချစ်တယ်ဆိုတာသူ့ရဲ့မျက်နှာကနာကျင်မှုနဲ့နောင်တတွေနဲ့ပြည့်နှက်နေပြီးဒီစကားလုံးတွေဟာသူတို့ရဲ့ကွာရှင်းမှုရဲ့အရင်းခံပြဿနာကိုထုတ်ဖော်ပြသလိုက်တယ်လို့ပါပဲ